皆さんこんにちは。Hi guys, hello. 私は今日は食べ物について子供たちを教えてあげたいです。だから始めましょう。そうကျွန်တော်ဒီနေ့ဒီပေါ့နော်ဘယ်လိုပြောရမလဲစားတောက်တွေနဲ့ပတ်သက်ပြီးတော့တချို့ဒီ vocabulary လေးတွေကို sharing လုပ်ပြီးတော့ချင်ပါတယ် So today I would like to share some vocabulary that relate to about foods. Yeah, so let's start. So ပထမတစ်ခုကစားစရာပေါ့နော်စားစရာကိုဂျပန်လိုဆိုလို့ရှိရင်食べ物လို့ခေါ်ရင်နော်食べ物食べ物 So အင်္ဂလိပ်လိုဆိုရင်တော့ food ပေါ့ food စားစရာ食べ物 food Okay, next one တောက်စရာဆိုလို့ရှိရင်飲み物飲みますかတောက်သည်ဆိုတော့飲み物ဆိုတော့တောက်စရာဖြစ်သွားမယ်အဲ့မှာဆိုအဲ့လိုပဲ食べますかစားသည်食べ物ဆိုတော့စားစရာဖြစ်သွားတယ်ပေါ့နော်ဆိုဒီမှာဆိုရင်飲みますかတောက်တယ်飲み物ဆိုတော့တောက်စရာ飲み物 drink တောက်စရာပေါ့နော် drink တောက်စရာဟင်းရွက်ကယာဆိုင်မှာဆိုတခုချင်းဆိုတော့ယာစာဤပေါ့ဒါပေမဲ့ဒီနှစ်ခုကပြောရင်တော့ဘယ်သူမှယာစာဤလို့မပြောဘူးပေါ့နော်ယာဆိုင်ပေါ့နော်ဆိုင်ဤဆိုင်ဖြစ်သွားပါတော့ယာဆိုင်ဟင်းရွက် vegetables ဟင်းရွက်ယာဆိုင် vegetables Okay အပြန်ပြောကြည့်မယ်နော်စားစရာ食べ物 food တောက်စရာ飲み物 drink ဟင်းရွက်ယာဆိုင် vegetables Okay next one is တိဒါမှအသီးပေါ့နော်果物တိအသီး果物တိအသီး果物တိအသီး fruits 果物တိအသီး果物တိအသီးအသားက肉အသားဥပမာဆိုလို့ရှိရင်ပေါ့နော်ဒီအရှိရစက်သားအမဲသားဝါသားဆိုလို့ရှိရင်ဂျပန်လိုကဘူတာ肉လို့တိုလီ肉လို့ပေါ့နော်အဲ့လိုမျိုးကတ်ရုံပဲ肉ဆိုတာအသားပေါ့နော်肉အသား meat အသား肉အသား meat အသားနောက်တစ်ခုကဆန်နဲ့ထမင်းနဲ့မတူဘူးเนาะဆန်တသက်ထမင်းတသက်ဆန်ကိုကြတော့ခိုမဲဆန်အင်္ဂလိပ်ဆိုရင်တော့ rice ပေါ့နော် rice ခိုမဲဆန် rice ဟိုဆိုနောက်ကပြန်ပြောကြည့်မယ်နော်ဆန်ခိုမဲ rice ဆန်ကခိုမဲ rice အသား肉အသား meat အကယ်၍ပေါ့နော်ဒီအင်္ဂလိပ်မှာဆိုရင်တော့ meat ကအသားပေါ့နော်ဟိုမှာတခြားဝတ်သားပါညာဆိုရင်တော့ pork beef တို့အဲ့လိုပြောင်းသွားမယ်ပေါ့နော်ဒီမှာဂျပန်မှာကြမပြောင်းဘူး肉အသားပဲအရှိကနေပြီးတော့ကြက်သားဆိုကြက်သားဝတ်သားဆိုဝတ်သားဘူတာ肉ဆိုဘူတာ肉အဲ့လိုပေါ့နော်အဲ့လိုကတ်လိုက်အောင်နောက်က肉ကထည့်ပေးရမယ်အသားဆိုရင်တော့ပေါ့နော်တိအသီးရဆိုလို့ရှိရင်果物 fruits 果物 fruits အသီးပေါ့နော်ပြီးရင်ဟင်းရွက်ယာဆိုင် vegetables vegetable မဟုတ်နော် vegetables တောက်စရာ飲み物 drink 食べ物စားစရာ food 食べ物စားစရာ food
ဆိုတော့ဒီနေ့ကကျွန်တော် sharing လုပ်ပေးသွားတယ် vocabulary ခုတ်တော့ပါ6လုံးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီထဲမှာပြောတော့တာအမှားပါရှိလို့ရှင်လည်း comment အောက်မှာဝင်ရင်းခဲ့လို့ရပါတယ်အမှားပြင်ခဲ့လို့ရပါတယ်ဆိုတော့ဒီနေ့တော့ဒီတော့ပါပဲ bye see you in the next video arigatou gozaimasu